အားလုံးပဲမင်္ဂလာပါဒီနေ့ပေါ့နော်ခုမှပြန်ရောက်တဲ့ဥစ္စာကိုဖုတ်ပူမီးတိုက်နဲ့မီးပြက်နေတာတော့မှမစောင့်နိုင်ပဲနဲ့အခုလိုမျိုးမီးထုံးပြီးတော့လှုပ်လိုက်ရတဲ့ရည်ရွယ်ချက်ကတော့တန်မှားထားတဲ့ကြီးချင်းလေးပေါ့နော်ထော်ကြီးရုပ်လေးကြီးချင်းလေးကရောက်လာပြီဆိုတော့အရန်ဖောက်ချင်နေပြီမစောင့်ချင်တော့ဘူးအဲ့တော့ဖောက်မယ်အကောင်လုံးကလေသူ့စီမှာအကောင်လုံးကလှရဘာရရကြိုက်ပြမယ်ယူလို့ကကြိုက်သွားမယ်သိလား Okay ဒီမှာထော်ကြီးပေါက်အဲ့လိုလေရုပ်ဆိုပန်းဆိုရုပ်တွေဆိုအားကြိုက်တာပဲဒီဆိုရင်မကြည့်လိုက်ပြမယ်ဒီလိုမျိုးရုပ်ပါမယ်ဟိုရင်ဒီလိုမျိုးပါမယ်ဖုန်းပြောနေရလေခေါင်းအုံးနဲ့ဒါလေးကဘဲပြန်စီရတယ်ဆိုတော့ဗာလေးလို့ချင်လဲဆိုဒီကောင်လေးလို့ချင်တယ်ပြီးရင်ဒီကောင်လေးလို့ချင်တယ်နော်သူ့ကိုတော့တိတ်မလို့ချင် secret ကတော့ဘယ်လိုလာမလဲမသိဘူးဖောက်မယ်အိုးလာလာတင်းနေအဲ့မပေါက်ဘူးတော့ဟုတ်တယ်ဒီလိုလေးပါညင်သွားပြီခေါင်းလေးနဲ့ဒါလေးဆိုလူကျင်တဲ့ကောင်လေးပေါက်တာလူကျင်တဲ့ကောင်လေးပေါက်တာဖြစ်နေလူကျင်တာလေးခေါင်းလေးနဲ့ဆိုတော့ဟုတ်တယ်သူကဒီတိုင်းပဲဂရုံရုပ်ကလည်းစူးလိုက်တာရဲ့ဂရုံယူအဲ့ဒါကိုဒီမှာခေါင်းလေးနဲ့ဟိုဟာလေးနဲ့ထည့်အောင်ပါပြောတယ်ခေါင်းကိုဘယ်လိုတက်ပြရမှာလဲမသိဘူးတက်နေတော့ဘာကြံသေးလဲကြံတော့ဒီလိုရုပ်လေးဒီလိုလေးဖြစ်တော့မှာနော်ဒါတော့ဘာမှမသိဘူးဒီလိုလေးဖြစ်တော့ကီးချင်းလို့တင်တာကီးချင်းမဟုတ်ဘူးရောကီးချင်းမဟုတ်ဘူးဒီအရုပ်လေးပဲကီးချင်းတက်ချင်တော့လို့ဖင်မှာပေါက်လေးတစ်ခုတော့ပါအဲ့မဲ့ဘယ်သူကဇောက်ထိုးကြီးဘယ်လိုတက် Wait a minute ဆိုတော့အုတ်ထုပ်လေးစောင်းပေးလိုက်အောင်မယ်လောက်ထီအောင်ရုပ်ဆိုးနေမလဲပေါ့နော် A few moments later ဝင်လိုက်ပါခေါင်းကမဝင်နိုင်ဘူးဖြစ်နေတော့ဗာလေအုတ်ထုပ်ကတချမ်းပဲစောင်းပါလို့လေဟုတ်ပါအပြည့်စောင်းပါပဲပြုတ်နန်းများပူလေးနန်းများပူအော်ဒီလိုနောက်စီကိုသူကစောင်းအောင်အမျိုးကျိုးလေးနှစ်ဖက်လုံးမှာပါဆို2,000 years later 2,000 years later သူစီရလေဒါလေးကိုယူသွားချင်တာတော့အပြင်ဘလို့ယူသွားဘလို့ချိတ်ကမယ်မသိဘူးတဖင်မှာဒီလိုမျိုးပါတော့ဒီလိုကြီးပြဇောက်ထိုးကြီးပြဘယ်သူကချိတ်မှာလဲနော် Okay ကြည့်ပါဦးရုပ်ကလည်းမကြည့်လိုက်ထွားတယ်မျက်လုံးနှလုံးလည်းကြည့်ကြပါဦးစိတ်ချမ်းသာတယ်ကြိတ်တယ်ဒါထောင်ထားလို့ရတယ်ထင်တယ်ဒီမျိုးထောင်ထားလို့ရတယ်ခြေထောက်နှစ်ချောင်းကလည်းမညီဘူးဟဲ့ဒါမျိုးထောင်ထားလို့ရတယ်ဆိုတော့လောက်ပါပဲကြိတ်တယ်ရမ်းပဲချိန်လုံးအိတ်ငိုက်နေရမိမှာဆိုအိတ်တာရဲ့အဲ့လိုမျိုးဒီဟာလေးကိုလိုချင်တာတော့ကွတ်တီပဲ